ဟုတ်ကဲ့မင်္ဂလာပါ KS2 Technology မှာကြိုဆိုပါရစေကျွန်တော်ဒီ video မှာဆိုရင်တော့ကျွန်တော်ဒီကုန်ပစ္စည်းတွေအဝယ်စင်းထည့်တဲ့အပိုင်းပေါ့နော် add purchase လုပ်တဲ့ပုံစံလေးကိုပြပြမှာဖြစ်ပါတယ်ဒီ purchase လုပ်မယ်ဆိုရင်ကျွန်တော်ဒီဘေးက tab မှာကျွန်တော်ဒီ purchase ဆိုပြီးရှိတယ်ပေါ့နော်ဒီ purchase ရဲ့အောက်မှာဆိုရင်ကျွန်တော်ဒီ list purchase ရဲ့ add purchase ရဲ့ကျွန်တော်ဒီ list purchase return ဆိုပြီး၃ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပထမဆုံးအပေါ်ဆုံးက list purchase မှာဆိုရင်တော့ကျွန်တော်ဒီဝယ်ထားတဲ့အဝယ်စင်းတွေကိုကျွန်တော်ဒီ list အနေနဲ့ကျွန်တော်ပြန်ကြည့်လို့ရတယ်ဒီမှာဆိုရင်ငွေပေးချေပြီးွားပြီးငွေမပေးချေရတဲ့ပစ္စည်းရောက်ပြီး order state ပဲရှိသေးတယ်စသဖြင့်ကျွန်တော်ပြန်စစ်တာတွေလုပ်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့ကျွန်တော်ဒီ add purchase နဲ့အရင်ဆုံး purchase ကိုထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီအဝယ်စင်းအသစ်ထည့်မယ်ဆိုရင် add purchase ကိုနှိပ်မယ်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ supplier ရွေးပေးရမယ်ပေါ့နော်ကျွန်တော်ဒီဘယ်ကုမ္ပဏီကနေဝယ်ရလဲကျွန်တော်ဒီဘယ်တန်ကနေဝယ်ရလဲပေါ့နော် supplier နာမည်ရွေးပေးမယ်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ purchase date ရှိမယ်ပေါ့နော်ကျွန်တော်ဒီဝယ်ယူတဲ့ကျွန်တော်ဒီအဝယ်စင်း date ကကျွန်တော်ဒီဘယ်နေ့မှာထားခြင်းလဲပေါ့နော်ကျွန်တော်ဒီ auto ကတော့ today အခုလက်ရှိအချိန်ကိုပဲဝင်နေမှာပေါ့နော် date ပြောင်းခြင်းလဲဆိုရင်လည်းကျွန်တော်ဒီ calendar မှာကျွန်တော်ဒီ date ကိုတစ်ခါတည်းပြောင်းလို့ရတယ်အချိန်ပြောင်းခြင်းလဲဆိုရင်အောက်ကကျွန်တော်ဒီနာရီလေးမှာကျွန်တော်အချိန်ရွေးလို့ရတယ်ပေါ့နော်ပြီးရင် purchase date purchase ရေးတဲ့မှာဆိုရင်ကြတော့ကျွန်တော်ဒီ receipt လားကျွန်တော် pending လား order လားပေါ့နော်ကျွန်တော် receipt ဆိုရင်ထားတာပဲဆိုရင်ကြတော့ကျွန်တော်ဒီပစ္စည်းကကျွန်တော်ဒီ purchase order save လိုက်တာ ਨੇ stock ကတခါတည်းကျွန်တော်ဒီ stock list ထဲဝင်သွားမယ်ပေါ့နော်pending အနေနဲ့ထားတာဆိုရင်တော့ဒါ order မှားထားတယ်ပေါ့နော်ဒါမှမဟုတ် pending ပေါ့နော် pending အနေနဲ့ကျွန်တော်ဒီ pending ရှိနေတယ်ပေါ့နော်ခဏမပြီးသေးဘူးပေါ့နော် order မှာတာမပြီးသေးဘူးဒါမှမဟုတ် order အနေနဲ့မှာထားရဆိုရင်လည်း order ပဲရှိနေဦးမယ် stock ကရောက်လာအောင်မဟုတ်သေးဘူးပေါ့နော်ကျွန်တော် receipt ကိုရွေးလိုက်တဲ့အခါကျမှသာလျှင်ကျွန်တော်ဒီဝယ်ပေါင်ချာတွေကပစ္စည်းအလုံးက stock list ထဲကိုရောက်သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီဝယ်မယ်ဆိုင်ခွဲရှိရဆိုရင်ဆိုင်ခွဲတီနေရာကိုကျွန်တော်ဒီမှာရွေးပေးရမယ်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီမှာ product name ပေါ့နော်product name မှာဆိုရင်ကျွန်တော်ဒီပစ္စည်းဝယ်မဲ့ဟာကိုကုန်းနံပါတ်နဲ့လည်းရှာလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီပစ္စည်းရဲ့နာမည်ကိုရိုက်ပြီးတော့လည်းရှာလို့ရတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာရှာပြီးွားတဲ့ပစ္စည်းကိုအရေးအတွက်ထည့်မယ်အရေးအတွက်ထည့်ပြီးရင်သူ့အတွက်ဝယ်မဲ့ unit ပေါ့နော်ကျွန်တော်ဒီ kilogram နဲ့ဝယ်မှာလား gram နဲ့ဝယ်မှာလားစသဖြင့်ကျွန်တော်ဒီကိုသုံးညင်တဲ့ unit တွေကျွန်တော်အရေးအတွက်တွေပေါ့နော်အရေးအတွက်ကိုကျွန်တော်ထည့်ပြီးတော့အဝယ်ဈေးနှုန်းပြောင်းလဲရှိရဆိုရင်လည်းကျွန်တော်တစ်ခါတည်းဒီမှာဈေးနှုန်းကို update လုပ်သွားလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီရောင်းဈေးပါတစ်ခါတည်းပြင်ကျင်နေဆိုရင်လည်းကျွန်တော်ဒီရောင်းဈေးကိုပါတစ်ခါတည်းကျွန်တော်ဒီမှာတစ်ခါတည်းပြင်ခဲ့လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီပစ္စည်းကိုအရေးအတွက်တွေကျွန်တော်ပြင်ပြီးွားပြီဆိုရင်အောက်မှာ discount တွေထည့်ခြင်းတယ်ပေါ့နော်ကျွန်တော်ဒီအားကျတော့ total discount ပေါ့နော်ဒီ voucher တစ်ခုလုံးစာရဲ့discount ဟိုမှာကျွန်တော် fix အနေနဲ့ထည့်တယ်ဆိုရင်ကြတော့သူက1000ဆို1000ကျွန်တော်ဒီမှာတစ်ခါလေး short ပေးပါမယ်ပေါ့နော် total 9600မှာ1000 short တော့ဒီမှာ9500ဆိုပြီးတော့ပြအောင်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော် percentage အနေနဲ့ short မယ်ဆိုရင်လည်းကျွန်တော်ဒီမှာ 10% ဆို10%ကျွန်တော်ဒီ total ရဲ့ 10% ကို short ပေးပါမယ်ပေါ့နော်ကျွန်တော်ဒီကကျတော့ total discount ပေါ့နော်ကျွန်တော်တစ်ခုချင်းစီ like ကိုပါတဲ့ discount ဆိုရင်တော့ကျွန်တော်ဒီ product line မှာ percentage အနေနဲ့ short လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျတော့ကျွန်တော်ဒီ 10% ဆိုရင် 10% သူဝယ်ဈေးကကျတော့1800အနေနဲ့ကျသွားမယ်ပေါ့နော်ဒီလိုဖြစ်သွားမှာပေါ့အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပစ္စည်းလေးရွေးပြီးွားပြီကျွန်တော်ဒီတခြားအနေနဲ့ကျွန်တော် test တွေရှိရဆိုရင်လည်း purchase test percentage တွေကျွန်တော် create လုပ်ထားခဲ့ပြီးတော့ကျွန်တော်ဒီမှာပြန်ရွေးလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော် shipping detail မှာဆိုရင်လည်းကျွန်တော် delivery ကားတွေရှိရဆိုရင်လည်းကျွန်တော်ဒီမှာ delivery ကားအနေနဲ့ကျွန်တော်မှတ်ထားခဲ့လို့ရမယ်ပြီးရင်တခြား expand နေနေပေါ့နော်ကျွန်တော်ဒီဝယ်မှုနဲ့ပတ်သက်ပြီးတော့ expand တွေထပ်တော့သုံးရတာရှိရဆိုလည်းကျွန်တော်ခါရဲကျွန်တော်ဒီ expand တွေထည့်ထားခဲ့လို့ရမယ်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ payment အနေနဲ့ကျွန်တော်ဒီတခါလေးငွေရှင်းမယ်ဆိုရင်ကျွန်တော် payment ကိုတခါလေးထည့်ပြီးတော့ save လုပ်ရတယ်ငွေမရှင်းသေးဘူးဆိုရင်ကြတော့ကျွန်တော်ဒီတိုင်းပဲ save လုပ်ခဲ့လို့ရမယ်ပေါ့နော် save လုပ်ထားမယ်ဆိုရင်ကျွန်တော်ဒီမှာ payment due လက်ကျန်ကြံခဲ့မယ်အမှောင်ကိုပြနေမယ်အခု save လုပ်တဲ့အခါမှာကျွန်တော်ဒီ discount fees မှာကျွန်တော်ခုနဖြတ်ခဲ့လို့ပေါ့နော်ပြီးရင် save လုပ်လိုက်မယ်ပေါ့နော်save လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ဝယ်ထားတဲ့ပစ္စည်းကို receipt အနေနဲ့ထားခဲ့တယ်ပတ်စံမရှင်းရသေးတဲ့အတွက် due အနေနဲ့ရှိနေတယ်ပေါ့နော်တကယ်လို့ receipt မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ pending သို့မဟုတ် order ရွေးခဲ့တယ်ဆိုရင်ကြတော့ကျွန်တော်ဒီ receipt ဆိုတဲ့နေရာလေးမှာဒီလိုမျိုး pending ဆို pending order ဆို order ဆိုပြီးရရှိနေမှာပေါ့နော်အဲ့ဒီညရင်ကျွန်တော်ဒီပစ္စည်းရောက်လာတဲ့ခါကျမှ receipt ကိုကျွန်တော်ပြန်ပြီးတော့ရွေးပေးလိုက်အောင်မယ်ပေါ့နော်အဲ့လိုရွေးပေးဖို့ကလည်းကျွန်တော်ဒီ receipt ဆိုတဲ့ဟာလေးကို pending ဖြစ်နေဆိုရင် pending ဆိုတဲ့ဟာလေးနှိပ်လိုက်ရင်ကျွန်တော်ဒီမှာ receipt ဆိုပြီးတော့ပြန်ပြင်ပေးလိုက်အောင်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ due ပေါ့နော်ကျွန်တော်ဒီငွေပေးချေမှုထည့်မယ်ဆိုရင်ကြတော့ကျွန်တော်ဒီ action ကနေပြီးတော့မှတစ်ဆင့်ကျွန်တော်ဒီ add payment အနေနဲ့လည်းထည့်လို့ရတယ်ပေါ့နော်
အဲ့လိုမထည့်ခြင်းပဲနဲ့ကျွန်တော်ဒီ due ကိုနှိပ်လိုက်တယ်ဆိုရင်လည်းကျွန်တော်ဒီ add payment page လို့ရောက်လာမယ်အဲ့ဒါ add payment လေးကိုထည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ payment method ကိုကျွန်တော်ဒီမှာရွေးပေးလိုက်မယ်ကျွန်တော် cash နဲ့ပေးမယ်ဆိုလဲ cash နဲ့ပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ payment amount ပေါ့နော်ဥပမာကျွန်တော်က9,900လုံးကိုမပေးခြင်းသေးဘူးကျွန်တော်ဒီ9,000ပဲရင်ပေးထားအောင်မယ်ဆိုလဲ9,000ကိုထည့်ပြီးတော့ save လုပ်ထားလိုက်မယ်ဆိုရင်ကျွန်တော်ဒီ total ကျန်တဲ့ amount partial ဖြစ်သွားမယ်ပေါ့နော်payment status ကတော့ partial ဖြစ်သွားမယ်ပြီးရင်ကျွန်တော်ဒီ purchase due မှာ9,000ကျန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ partial ကိုထပ်ပြီးတော့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ပေးထားတဲ့ payment history ကိုလည်းပြန်ပြီးကြည့်လို့ရတယ် add payment အနေနဲ့ထည့်ထည့်တဲ့အခါမှာကျွန်တော်ဒီ auto 9,000ဝင်နေမယ်ပေါ့နော်ကျွန်တော်ပေးဖို့ကျန်တဲ့9,000 save လုပ်လိုက်မယ်ဆိုရင်ကြတော့ကျွန်တော်ဒါအဝယ်စင်းကိုလုံးဝငွေရှင်းပြီးသွားပြီပစ္စည်းလဲ stock ထဲကိုရောက်လာပြီပေါ့နော်ကျွန်တော်ဒီအပေါ်က filter ပေါ့နော် filter လေးပါတယ်ပေါ့နော်ဒီ purchase list တွေမှာကျွန်တော်ဒီ filter ကိုမူတည်ပြီးတော့ကျွန်တော်ဒီဘာတွေသုံးလို့ရလဲဆိုရင် supplier တယောက်ချင်းစီအလိုက်ရဲ့ voucher တွေကိုကြည့်လို့ကြည့်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ဒီခုနဝယ်ခဲ့တဲ့ supplier ရဲ့ voucher ကိုပဲကြည့်နေတာဆိုရင်ကျွန်တော်ဒီ supplier တယောက်တည်းကိုပဲရွေးလိုက်တဲ့ခါကျရင်သူစီကဝယ်ထားတဲ့ voucher list တည်တန်းကျလာမယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီ supplier all အနေနဲ့ပဲပြန်ထားလိုက်မယ်purchase status မှာဆိုရင်ကျွန်တော်ဒီ receipt ဖြစ်တဲ့ voucher တွေပဲကြည့်ချင်တယ်ဆိုရင် receipt ကိုရွေးလိုက်ရင်ကျွန်တော် receipt ဖြစ်တဲ့ voucher တွေပဲကြာလာမယ်ပေါ့နော်ဒါမှမဟုတ် pan အနေနဲ့မှတ်ထားတဲ့ voucher ရှိလားဆိုရင်ကျွန်တော်ဒီလိုမျိုးရှာလို့ရမယ်ဒါမှမဟုတ် order voucher ရှိလားဆိုရင် order voucher တွေပဲကြာအခုကျတော့မရှိဘူးပေါ့နော်ကျွန်တော်ဒီ order voucher တွေပဲကြည့်ချင်တယ်ဆိုရင် order ကိုရွေးလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ payment status ပေါ့နော်ကျွန်တော်ဒီငွေမရှင်းရသေးတဲ့ voucher တွေပဲကြည့်ချင်တယ်ဆိုရင် due ကိုကြည့်လိုက်တာမျိုးဒါမှမဟုတ်ငွေရှင်းတော့ရှင်းသွားပြီအပြည့်မရှင်းရသေးတဲ့ partial ပေါ့နော် voucher တွေကြည့်ချင်တယ်ဆိုရင် partial ကိုရွေးလို့ရမယ်ငွေရှင်းပြီးသား voucher တွေပဲကြည့်ချင်တယ်ဆို paid ပေါ့နော်ကျွန်တော်ဒီ overdue ဆိုတဲ့ဟာလေးရှိရပါတော့ overdue ကကျတော့ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ဒီ purchase ထည့်တဲ့အခါမှာပေါ့နော်ကျွန်တော်ဒီ pay time ဆိုတဲ့ဟာလေးပါတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကလွန်ခဲ့တဲ့ကျွန်တော်ဒီ1ရက်နေ့ကဝယ်ထားတဲ့ voucher ပေါ့နော်တရက်နေ့ကဝယ်ထားတဲ့ voucher ကိုကျွန်တော်တို့ကဒီ voucher ငွေရှင်းမှာကျတော့ကျွန်တော်ဒီ9ရက်အတွင်းငွေရှင်းမယ်ဆိုပြီးတော့သတ်မှတ်ခဲ့တယ်ပေါ့နော် pay time မှာ7 days ဆိုပြီးတော့သတ်မှတ်ခဲ့တယ် purchase status ကကျတော့ကျွန်တော် receipt အနေနဲ့ပဲထားလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ product တစ်ခုဝယ်လိုက်တယ်ပေါ့နော်ကျွန်တော် product တစ်ခုဝယ်လိုက်တဲ့ product ကိုကျွန်တော်တစ်ခါတည်းငွေမရှင်းခဲ့ဘူးပေါ့နော်ငွေမရှင်းခဲ့ပဲနဲ့ကျွန်တော်ဒီမှာ save လုပ်လိုက်ကျွန်တော် supplier နာမည်ရွေးဖို့ကြံနေတယ်ပေါ့နော် okay ပြီးရင်ကျွန်တော်ဒီမှာ save လုပ်လိုက်ကျွန်တော်ဒီမှာ payment status ကို overdue အနေနဲ့ထားပြီးရှာလိုက်တဲ့ခါကျရင်ကျွန်တော်ခုနထည့်ခဲ့တဲ့ voucher overdue အနေနဲ့ရှိနေပြီပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီ9ရက်အတွင်း payment ဆိုပြီးတော့ payment ကျွန်တော်ဒီထားခဲ့တဲ့ due date ထားခဲ့တဲ့အခါမှာ due date ကိုကျော်သွားတဲ့အတွက် overdue ဆိုပြီးတော့သူပြပေးတာပေါ့နော်